တေးချစ်ပရိသတ်များအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်ကျမကတော့တေးတန်ရှင်နှွဲ့ရင်ဝင်ဖြစ်ပါတယ်အခုစေတမန်တေးထုတ်လို့ရနေပြီးတော့ထုတ်လွှင့်မဲ့ VCD ကာရာအိုကေမှာကျမတီးဆိုမဲ့တေးသချင်းလေးရတော့ဒေါသစိတ်ကလေး360မိနစ်ဖြစ်ပါတယ်တေးချစ်ပရိသတ်များအားလုံးလိုက်ဆိုနိုင်အောင်လို့ဒီဒေါသစိတ်ကလေး360မိနစ်ကိုအမြူးကြွဆုံးပြန်လဲပြီးဆိုထားပါလိမ့်ရှင်ကျေးဇူးများတင်ပါတယ်